discounted cash flow ကို stock share တန်ဖိုးသတ်မှတ်ဖို့အတွက် company တော်တော်များများမှာသုံးနိုင်ပေမဲ့ revenue နဲ့ earnings အချက်လက်တွေက consistent မဖြစ်တဲ့ company မျိုးတွေမှာသုံးမယ်ဆိုရင်တော့တိကျတဲ့အဖြေမရနိုင်ပါဘူး။ဆိုလိုတာကဒီ company တွေမှာတိုးတက်နှုန်းတွေကပုံသေးရှိမနေဘဲနဲ့တက်လိုက်ကျလိုက်နဲ့ consistent မကောင်းလို့ valuation တွက်တဲ့အခါမှာပုံသေးယူဆချက်နဲ့ခံမှန်းမှုခက်ခဲတဲ့အတွက်တမယိုးကျ DCF တွက်နည်းနဲ့တွက်ရင်တန်ဖိုးကြီးကြရနိုင်ဖို့ကမလွယ်ကူပါဘူး။ဒီပြဿနာကိုဖြေရှင်းဖို့အတွက် Guru Focus က valuation model တစ်ခုကိုဖန်တီးပြီးတော့ဒီ model ကတိုးတက်နှုန်းပုံသေးမရှိတဲ့ company အများစုမှာသုံးနိုင်ပြီးတွက်နည်းမှာ company ရဲ့ free cash flow ကိုအဓိကအသုံးပြုထားပါတယ်။သူ့ကိုတော့ projected FCF model လို့ခေါ်ပါတယ်။မင်္ဂလာပါ Invest IQ Central ကနေကြိုဆိုပါတယ်။သူ့ကိုတွက်ထုတ်မဲ့ equation ကအခုပြထားတဲ့အတိုင်းဖြစ်ပါတယ်။အကယ်၍ stockholder equity ကအနှုတ်ပြနေခဲ့မယ်ဆိုလို့ရှိရင်ဒီ equation ကိုအသုံးပြုနိုင်ပါတယ်။ equation မှာပါတဲ့အချက်လက်အများစုကိုအလွယ်တကူရှာလို့ရပေမဲ့ဒီနေရာမှာထူးခြားတာက growth multiple ဖြစ်ပါတယ်။သူကတော့ company ရဲ့တိုးတက်နှုန်းအချက်လက်တွေကိုအနည်းဆုံးခံမှန်းယူထားတဲ့တန်ဖိုးဖြစ်ပါတယ်။ growth multiple ကိုအခုပြထားတဲ့ equation နဲ့တွက်လို့ရတယ်။ growth assumption တန်ဖိုးကလိုရင်းပြောရရင် company တိုးတက်နှုန်းတွေကိုပြန်မျှယူထားတဲ့တန်ဖိုးဖြစ်ပါတယ်။တိုးတက်နှုန်းတွေထဲမှာ EBITDA, revenue စတဲ့ company တိုးတက်နှုန်းနဲ့ဆိုင်တဲ့အချက်လက်တွေကိုယူပြီးတော့ပြန်မျှတန်ဖိုးကိုထည့်တွက်နိုင်ပါတယ်။ဒီတိုးတက်နှုန်းတွေက 4% ကနေ 15% ထိသတ်မှတ်ထားပြီးတော့သူနဲ့သက်ဆိုင်တဲ့ growth multiple ကိုထည့်တွက်ရတယ်။ဒီ growth multiple တန်ဖိုးတွေကအခုပြထားတဲ့အတိုင်းဖြစ်ပါတယ်။ကိုတွက်မဲ့ company ကတိုးတက်မှုအရန်နှေးတဲ့ထင်ရလို့တိုးတက်နှုန်းက 4% လောက်ပဲရှိမယ်လို့ယူဆရင် growth multiple ကို 8.35 နဲ့တွက်ရပါမယ်။တိုးတက်နှုန်းကောင်းလို့ 15% လောက်ခံမှန်းထားရင် growth multiple ကို 70.74 နဲ့ယူတွက်ရပါမယ်။ကိုလိုချင်တဲ့ growth rate နဲ့သက်ဆိုင်မဲ့ growth multiple တန်ဖိုးကိုယူတွက်ရတာမျိုးဖြစ်ပါတယ်။အကယ်၍ကိုက growth assumption တန်ဖိုးကိုကဏ္ဍတစ်ခုအနေနဲ့တည်ထားပြီးတော့ growth multiple ကိုလည်းတိတိကျကျလိုချင်တယ်ဆိုရင်တော့ဒီ equation အတိုင်းတွက်လို့ရတယ်။ကိုက growth assumption ကိုတိတိကျကျမဟုတ်ဘဲနဲ့ယူဆချက်တစ်ခုအနေနဲ့ပဲထည့်တွက်မယ်ဆိုရင်အခုပြထားတဲ့တန်ဖိုးတွေကိုထည့်တွက်လို့ရပါတယ်။ဥပမာပြောမယ်ဆိုရင်Google လို company မျိုးကတိုးတက်နှုန်းမြင့်ပြီးတော့သူ့ရဲ့ growth assumption က 12% လောက်ရှိနိုင်တဲ့အတွက် 12% နဲ့ကိုက်ညီမဲ့ growth multiple 14.44 ကိုထည့်တွက်နိုင်ပြီးတော့Coca-Cola လိုမျိုးတိုးတက်နှုန်းအရန်မမြင့်တဲ့ company တွေအတွက်က growth assumption က 9% လောက်ရှိတဲ့အတွက် growth multiple တန်ဖိုး 11.76 ကိုထည့်တွက်နိုင်ပါတယ်။အဲ့တော့အခုဥပမာမှာ Adobe stock ရဲ့ intrinsic value ကိုပြပြသွားပါမယ်။ Guru Focus မှာ growth multiple ကို 14.863 နဲ့ stock အများစုမှာပုံသေးထားတွက်လေ့ရှိပါတယ်။ Adobe ရဲ့လက်ရှိ free cash flow 6နှစ်စာပြန်များကဒီလောက်total stockholder equity ကဒီလောက်နဲ့ share outstanding က411ရှိတဲ့အတွက်intrinsic value တွက်ကြည့်တဲ့အခါမှာ295.2ဆိုပြီးတော့ရပါတယ်။လက်ရှိ Adobe share တန်ဖိုးက243ရှိတဲ့အတွက် 18% လောက်ဈေးသက်သာနေရလို့ပြောလို့ရပါတယ်။ဒီနေရာမှာသတိထားရမှာက growth multiple ရဲ့တန်ဖိုးကို 14.863 ပုံသေးထားတွက်တာထက် growth rate ကိုခံမှန်းပြီးတော့သက်ဆိုင်ရာ growth multiple တန်ဖိုးကိုရွေးပြီးတော့တွက်တာပို့ပြီးထိရောက်မှုရှိပါတယ်။ကုမ္ပဏီမှာကတိကျတဲ့ FCF growth rate ဒါမှမဟုတ် earnings growth rate ရှိမယ်ဆိုရင်တော့ DCF method ကိုပဲသုံးသင့်ပါတယ်။ဒီ projected FCF တန်ဖိုးကအတိတ်ကအချက်လက်တွေမှာ consistency မကောင်းတဲ့ကုမ္ပဏီတွေအတွက်အဓိကအသုံးပြုနိုင်တာပါ။ကုမ္ပဏီကြီးတွေဖြစ်တဲ့ Microsoft တို့ Google တို့လိုမျိုး consistency ကောင်းတဲ့ကုမ္ပဏီတွေမှာတော့ပုံမှန် DCF valuation method ကိုအသုံးပြုတာကပိုပြီးတော့ထိရောက်မှုရှိပါတယ်